မင်္ဂလာပါမုန်းနယ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အမှုပညာသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာဖိုးစာပဲမရှိလို့ထိုင်းမင်းသားနဲ့အိမ်အောင်ပြုဖို့စိတ်ကူးနေတဲ့အဆိုတော်ပူပူရဲ့အကြောင်းပဲဖြစ်ပါတယ်အသေးကွဲတဲ့ချင်းနေဆိုရင်အပြိုကြီးတယောက်ဘဝကိုရောက်မှန်းမသိရောက်နေသူကတော့တေးတန်ရှင်ပူပူပါအဆိုပိုင်းမှာပါရမီပါတဲ့ပူပူကတချင်းတွေကိုကိုယ်တိုင်ရေးသားပြီးတည်ဆိုခဲ့တာလည်းဖြစ်ပါတယ်ခန်းစားချက်ပပတည်ဆိုတတ်တာကြောင့်ပူပူရဲ့တချင်းဆိုရင်မကြိုက်တဲ့ပရိသတ်ကမရှိသလောက်ပါပဲအချစ်တချင်းတွေထက်အသေးကွဲတချင်းတွေနဲ့အလွမ်းအဆွေးတချင်းတွေကိုတည်ဆိုတတ်တဲ့ပူပူရဲ့အခြေရေးကလည်းတချင်းတွေကအတိုင်းပါပဲအရင်ကချစ်သူရှိခဲ့ပေမဲ့တွဲတိုင်းပြက်ဖြစ်နေကြတာပါအရင်ကချစ်သူကိုတရက်ဝင်ချပြခဲ့ပြီးမဲ့အခြေအမှာကံမကောင်းခဲ့တဲ့ပူပူကတော့အဆိုတော်ကောင်းလေးနဲ့ပြက်ပြီးချိန်မှာအခြေရေးကိုချမပြလာတော့ပဲတိတ်ဆိတ်နေခဲ့တာအခုချိန်ထိပါပဲအခြေအမှာကံမကောင်းခဲ့ပြီးမဲ့ဆိုရှယ်ကောင်းတဲ့ပူပူကရီစာဟောင်းနဲ့တငယ်ချင်းအဖြစ်နေနိုင်ခဲ့တာကြောင့်အားလုံးကအံ့ဩနေခဲ့တာပါတဲ့30ကျော်အရွယ်အပြိုကြီးတယောက်ဖြစ်ပေမဲ့အခြေရေးသတင်းလည်းမကြားရတော့တဲ့ပူပူကအိမ်အောင်ကြီးဆိုတာတော့အဝေးကြီးပါပဲကိုယ်တိုင်သားမင်္ဂလာမဆောင်ဖြစ်ပေမဲ့မင်္ဂလာဝတ်ဆောင်တွေကတော့ပွဲတိုင်းဝတ်နေရတာနေသားတောင်ကြနေတော့ပါပြီမြန်မာသူတို့သမီးဝတ်ဆောင်ကချက်ကက်ကက်နဲ့ဝတ်ဆင်ပြီးရင်လေးပြီးနေရထိုင်ရကြက်ခဲ့တာလည်းဖြစ်ပါတယ်သူတို့သမီးတယောက်မဖြစ်သေးပေမဲ့သူများပွဲမှာပါဝင်အားဖြင့်နေရတဲ့ပူပူကတော့သူတို့သမီးဝတ်ဆောင်နဲ့နေသားကြခဲ့ပါပြီစားစားတင်မှုတဲ့အချိန်မှာနေရထိုင်ရခက်ခဲပေမဲ့သူတို့သမီးအရန်၃ချိန်လောက်လုပ်ပြီးချိန်မှာတော့အေးဆေးဖြစ်လို့နေခဲ့ပါပြီမကြသေးခင်ကမင်္ဂလာဆောင်သွားခဲ့တဲ့မိုင်လေးရဲ့မင်္ဂလာပွဲမှာသူတို့သိမ့်မီရဲ့လုံတုံးကသူ့အတွက်ကျင်းသားရပြီးအကြောင်းအဆင်ပြေနေရကိုတွေ့ရမှာပါသူတို့သိမ့်မီရဲ့တွေလုံလုံးနဲ့ပူပူကိုတော့ကျန်းကျင်နေပြီလားလို့တော့မေးရမလို့ပါပဲသူတို့သမီးအရန်အနေနဲ့လှုပ်ပေးခဲ့တာ3-4ပွဲလောက်ရှိနေခဲ့ပြီဖြစ်ပါတယ်သူတို့သမီးအရန်ခဏခဏလှုပ်နေတဲ့ပူပူတယောက်ဒီသက်ယောက်ျားမရတော့ဘူးပြောနေပေမဲ့ပူပူကတော့အယုံကြည်မရှိပါဘူးယောက်ျားယူတာသူ့အတွက်လွယ်ကူပြီးပဲအချိန်မျိုးဆိုကောက်ယူလို့ရတဲ့အနေထားပါသူ့လိုနိုင်ငံကျော်အမှုပညာရှင်တယောက်မှာလာကြိုက်တဲ့လူတွေဝိုင်းဝိုင်းရနေတာမဟုတ်လို့လိုချင်တဲ့အချိန်မှာကြိုက်တဲ့ကောင်လေးကိုအချိန်မျိုးယူလို့ရတယ်ဆိုပြီးကြွယ်ပြလာခဲ့ပါတယ်ပူပူတယောက်ဘယ်လောက်ပဲကြွယ်ပြနေပါစေလက်ရှိမှာတော့ယူစားဆောင်ရင်မူးလို့တော့ရှူစရာမရှိတဲ့အနေထားပါချေရမဲ့သူကသူ့အတွက်တယောက်တောင်မရှိတော့ဘူးမြန်မာနိုင်ငံမှာဖူးစားပဲမရှိဘူးလို့သတ်မှတ်ထားပြီးထိုင်းနိုင်ငံကနေရွေးချယ်ဖို့စီစဉ်နေပါပြီရုပ်လဲရှိသလိုနာမည်ကြီးတဲ့အဆိုတော်တယောက်ဖြစ်တာကြောင့်ထိုင်းနိုင်ငံကတာမန်အရက်သားကိုမစင်စားပဲမင်းသားကိုရွေးချယ်သွားမယ်ဆိုပြီးသူအတွေ့ယုံကြည်ချက်ကိုရှိပြောလာခဲ့ပါတယ်ပူပူရဲ့အကြိတ်စတိုင်ကတော့တောင်ဖြောင်ချောမောနေတဲ့ထိုင်းမင်းသားပုံစံမျိုးပါအမိုက်စားပဲကြီးတွေကိုရင်ခုန်နေပြီးချစ်သူတော်ချင်တာမဟုတ်လို့ထိုင်းမင်းသားတွေကတယောက်ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အဆိုတော်တွေဖြစ်တဲ့ချန်လေးနိုင်ငံသားနဲ့အိမ်အောင်ကြခဲ့တယ်လို့မိဆန်တွေကလည်းနိုင်ငံသားနဲ့အိမ်အောင်ကြပြီးတာယာပျော်ရွှင်တဲ့မိသားစုဘဝဖန်တီးထားနေတာမဟုတ်လို့ပူပူကပိုပြီးအားကြနေခဲ့တာပါသူနဲ့အောင်မြင်တာချင်းတူတဲ့လူပညာရှင်တွေတော့နိုင်ငံသားနဲ့ဆိုပြီးပျော်ရွှင်နေပြီးမဟုတ်လို့ပူပူကလည်းထိုင်းမင်းသားကိုယူဖို့ဆုံးဖြတ်လိုက်ပါပြီသူများတွေလို့တာမန်နိုင်ငံသားမဟုတ်ပဲသူလိုချင်တဲ့တောင်ဖြောက်မိမိုက်နေတဲ့ထိုင်းမင်းသားကိုလားစိတ်ကူးပြီးရွေးချယ်သွားမှာပါမြန်မာသူတို့သမီးဝတ်ဆောင်တွေကခဏခဏဝတ်ဖို့နေတဲ့အကြောင်းပူပူကတော့ထိုင်းရုံရဝတ်ဆောင်ဝတ်ပြီးမင်္ဂလာဆောင်ကျင်နေပါပြီကိုယ်တိုင်ကလည်းချောမောတဲ့အမှုပညာရှင်တယောက်ဖြစ်ပေမဲ့အိမ်မှုကိစ္စနိုင်နေအောင်အခုတည်းကစ조사နေပြီဖြစ်ပါတယ်သူများတွေလိုမျိုးတမျိုးကြဟင်းတွေမဟုတ်ပဲတီထွင်တဲ့ဟင်းရတွေချက်ပြုတ်ခြင်းပေမဲ့လုံးလိုက်တိုင်းတလို့ဖြစ်နေတော့မှာပဲလက်တော်မှာတော့ထိုင်းမင်းသားကိုယူဖို့ကြောက်ကြောတက်နေပြီလည်းဖြစ်ပါတယ်ပူပူကတော့ထိုင်းမင်းသားယူဖို့ဟင်းချက်တာတွေလေ့လာနေပေမဲ့မတိုးတက်သေးလာတဲ့ဟင်းချက်စကေးကြောင့်ဘေးဘဝမှာထိုင်းမင်းသားနဲ့ညမလဲဆိုတော့မသိနိုင်ပါဘူးနော်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာတော့နောက်ဆုံးရရှိထားတဲ့နုပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့သူရိန်ပေါ်မှာ